MRT ရထားလိုင်းအဝါလိမ္မော်အညို3လိုင်းဆောင်ရမှာတည်ရှိပြီးတော့3200ကျော်နဲ့စဝယ်လို့ရတဲ့နာမည်ကြီး The Living Rancaman Condo Developer ကတော့နာမည်ကြီး Risland Holding ဖြစ်ပြီးတော့ Condo ကတော့တိဆောက်ပြီးစီးကဏီ Condo ဖြစ်ပါတယ်ဒီ Condo ကလက်ရှိမှာတရုတ်ထိုင်ဝမ်နဲ့မြန်မာတွေအကြိုက်များနေတဲ့ Condo စီမံကိန်းတစ်ခုဖြစ်ပြီးတော့ဒီ2025 March မှာပြီးစီးမှာဖြစ်ပါတယ်ခင်ဗျာ Condo တည်ရှိရာကတော့မြန်မာတွေအနေများတဲ့ Bankapi Rancaman Area ဘန်ကောက်မှာတည်ရှိပြီးတော့မြန်မာနိုင်ငံသားအယောက်ရာကျော်ယင်းနှိမ့်ညွှန်လန်းထားပါတယ်အဓိကကတော့မြန်မာနိုင်ငံသားတွေအများဆုံးနေထိုင်တဲ့ Bankapi District ထဲမှာတည်ရှိလို့ပဲဖြစ်ပါတယ်ဘန်ကပီမှာမြန်မာစားတောက်ဆိုင်တွေမြန်မာလက်ဖက်ရည်ဆိုင်မြန်မာထမင်းဆိုင်တွေအများပြဖွင့်လှစ်ထားပါတယ်ခင်ဗျာမင်းနိုင်12နာရီ1နာရီ2နာရီအထိအိမ်ရောက်ပို့ပေးတဲ့မြန်မာ food service တွေလည်းရှိပါတယ်ခင်ဗျာအနာဂတ်မှာလည်း project ရဲ့အနီးမှာ MRT 3 line စုံမှာဖြစ်ပြီးတော့အနီးဆုံး MRT Brown Line Station ကို Sky Bridge မှာပါရှိမှာဖြစ်ပါတယ်တိုပွိုင်းကွန်ဒိုတွေရဲ့ထုံးစံအတိုင်းပြီးကနီးလေစီတက်လေဖြစ်တာကြောင့်ကွန်ဒိုမပြီးခင်ဝယ်ယူတက်ပါတယ်ကွန်ဒိုအနီးမှာ MRT အဝါလိုင်းနဲ့တည်ရှိပြီးတော့2025မှာပြီးမဲ့ MRT လိမ္မော်လိုင်းနဲ့2028မှာပြီးမဲ့ MRT အညိုလိုင်းတွေကြားကိုဈေးထက်တက်နိုင်ခြင်းများကိုများပါတယ်ခင်ဗျာဒီကွန်ဒိုရဲ့အားသာချက်တွေကလမ်းမကြီးနှစ်ခုကိုမေးတင်ပြီးစောင့်နေတာဖြစ်တယ်လို့တွားရေးလာရေးလွယ်ကူပြီးဈေး shopping center ဆေးရုံနဲ့ international school များနဲ့လည်းနှီးတာဖြစ်ပါတယ်ဒါအပြင်ဈေးနှုန်းရလည်းတင်တင်တာမို့မြန်မာနိုင်ငံသားတွေနဲ့နိုင်ငံခြားသားတွေအလွန်ဝယ်လူလျက်ရှိနေတဲ့ကွန်ဒိုဖြစ်ပါတယ် The Living Rancaman Condo ဟာပြီးကနီကြိုပိုင်းမို့ဈေးလည်းတတနေသေးတယ်လို့အချက်အခြာလဲကြ MRT ရထားလိုင်း3လိုင်းဆောင်ရနေရဖြစ်တယ်လို့လေစိတ်လည်းရှိလို့ရေလန်းခရီးပါသွားနိုင်တဲ့နေရာကကွန်ဒိုဖြစ်လို့ရွေးချယ်ဖို့အကောင်းဆုံးနေရာတစ်ခုပါပဲခင်ဗျာကွန်ဒိုမှာပါရှိတဲ့ facility များကတော့ swimming pool, fitness center, yoga and Pilates room, bouncing corner, board gaming room, game club, e-sport entertainment, core kitchen studio, sky barbecue corner, sky lounge, sky theater, pool walking space, library and reading room, meeting room တွေရှိပါမယ်နော်။နေရာပိုင်းတွေကတော့ကျောင်းတွေအတွက်ဆိုရင် Assumption University နဲ့ Rancaman University, RAIS Integrated Bilingual School, Warmat Kindergarten, Rancaman Advanced International School တို့အနီးမှာလည်းရှိပါတယ်။အားကစားအတွက်ဆိုရင် Sport Authority of Thailand လည်းရှိပြီးတော့ကျန်းမာရေးအားကစား event များစွာလည်းရှိပါတယ်။ Transportation အတွက်ဆိုရင် Bankapi Intersection Yellow Line MRT, Lamsali Intersection Yellow Line MRT, Bus Stop ဖြစ်တဲ့ Bankapi Borphia ကိုလမ်းလျှောက်သွားရင်နီးနီးလေးပါပဲ။ Brown Line MRT ကို0 minute, Orange Line MRT ကို3 minutes, Yellow Line MRT ကို6 minutes กว่าဝေးပါတယ်။ဘုတ်ရှိပြီးတော့ဖတ်တူနန်းမာကတ်ကိုဘန်ကပီလေစိတ်မှာ boat transportation ဖြစ်တိုက်ရိုက်သွားလို့ရပါတယ်ခင်ဗျာ။ဒီရပိုင်း road တွေဆိုရင် Laprang Road, Siri Thai Road, Warmin Road, Serena Karen Road, Mainbury Road. Shopping ဆိုရင် The Mall Bankapi, Macro, Lotus, Basic Extra, Bankapi World Market, Tawana, Tesco, Panther Department Store. Hospital ဆိုရင် Rancaman Hospital, Withani Hospital, Kasimaran Hospital, စမေတီဝက်စီနာခရင် hospital တို့ပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကွန်ဒိုအခန်းတွေကိုပတ်စံနဲ့ passport စာအုပ်ရှိအောင်ဖြင့်အဆင့်ပြေလွယ်ကူစွာဝယ်ယူလို့ရပါတယ်ဘန်ကောက်မှာ MRT BTS နဲ့ညီတဲ့ကွန်ဒိုတွေကို developer တိုက်ရိုက်ဈေးမှန်ပြီးတော့သွားရေးလာရေးအဆင်ပြေစေမယ့်နေရာတွေမှာဝယ်ယူခြင်းနဲ့ဆိုရင်တော့ A1 Dream Bangkok Condo မှာဆက်သွယ်လို့ရပါတယ်